တနစ်ကြော်ကြအောင်အကြီးဆုံးဦးလေးဖြစ်သူလင်းရှိရှောင်းရဲ့ငါးဖမ်းလေတပ်မှာပင်ပန်းဆင်းရဲခံပြီးပင်လယ်ထွက်ခဲ့သူကတော့လင်းဟိုင်ရှင်ပါမကွယ်လွန်မီအဖိုးဖြစ်သူပေးအပ်ခဲ့တဲ့လှုပ်ဝက်စမ်းကြယ်ပစ္စည်းတစ်ခုဟာသူ့ဘဝတစ်ခုလုံးကိုပြောင်းလဲပစ်တော့မယ်ဆိုတာကိုတော့သူစိတ်ကူးတဲ့တောင်ထည့်မထားခဲ့ပါဘူးဒီနေ့မှာတော့သူဟာစူးစမ်းခဲ့သမျှအတွက်ထိုက်တန်တဲ့အမျက်ဝေစုကိုရဖို့ဦးလေးဖြစ်သူစီရှင်းရှင်းလင်းလင်းတွားရောက်တောင်းဆိုဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ဦးလေးဖြစ်သူလင်းရှိရှောင်းရဲ့အမြင်မှာတော့လှေရောစိတ်ကန်းရောဖောက်တွေအတိုင်းဝိုင်းမှာသူ့ပတ်စံသူ့နာမည်နဲ့တိစောက်ထားတာပါဘာမှမထည့်ဝင်ခဲ့ဘူးဆိုတဲ့ဆွဆွဲချက်နဲ့အမျက်ဝေစုပေးဖို့ကိုလုံးဝညှင်းဆန်လိုက်ပါတယ်ဒါတွေမကသေးပဲလင်းဟိုင်ရှင်းကိုအလုတ်ကနေမောင်းထုတ်ကရွက်2000ကိုပင်ပန်းကတ်ဆိုတဲ့အမိတက်လှောင်ပြောင်ပြီးပေးခဲ့ပါတယ်ပိုဆိုးတာကတော့လင်းဟိုင်ရှင်းနဲ့ပင်လယ်ထွက်သူဒါမှမဟုတ်ငါးဝယ်သူမှန်သမျှကိုသူ့ရဲ့ရန်သူအဖြစ်သတ်မှတ်မယ်လို့တရွာလုံးကိုပါချင်းချောက်လိုက်တာပဲဖြစ်ပါတယ်အိမ်ပြန်ရောက်လို့မိခင်ဖြစ်သူကသားအတွက်ငါးဟင်းရီပူပူနွေးနွေးချက်ပြုတ်ပေးထားပေမဲ့လင်းဟိုင်ရှင်းကတော့အလုတ်ပြုတ်လာတဲ့အပြင်အမျက်ဝေစုအစားရွက်2000ပဲရခဲ့ကြောင်းရိုးသားစွာပြောပြလိုက်ရပါတယ်မိသားစုတစ်ခုလုံးဒေါသနဲ့ဝမ်းနည်းမှုပေါက်ကွဲသွားရပါတယ်တသက်လုံးအကျွေးမကြံပဲရိုးရိုးသားသားအလုပ်လုပ်ခဲ့တဲ့အဖိုးဖြစ်သူရဲ့ဂုဏ်သိက္ခာနဲ့သူတို့သားလေးရဲ့ကြိုးစားမှုကိုစော်ကားခံလိုက်ရလို့ပါဒါပေမဲ့လင်းဟိုင်ရှင်းကတော့သူတစ်ပါးရဲ့မျက်နှာကိုကြည့်မနေတော့ပဲကိုယ့်ခြေထောက်ပေါ်ကိုရက်တီဖို့ခိုင်မာစွာဆုံးဖြတ်လိုက်ပါတော့တယ်လင်းရှိရှောင်းရဲ့အာဏာကြောင့်ရွာထဲမှာဘယ်သူမှလင်းဟိုင်ရှင်းကိုအလုပ်မပေးရကြပါဘူးဒီလိုအချိန်မှာပဲသူ့ရဲ့တငယ်ချင်းဖြစ်သူအာယုံကသူ့ဘက်ကနေရဲရင်စွာရက်တီလာခဲ့ပါတယ်အာယုံစီမှာပျက်စီးနေပြီးအင်ဂျင်ပြဿနာရှိတဲ့လှေဟောင်းတစ်စင်းပဲရှိပေမဲ့လင်းဟိုင်ရှင်းကတော့အရာအလုံးကိုတရားဝင်ဖြစ်အောင်လိုအပ်တဲ့စာရွက်စာတမ်းတွေအစကတည်းကပြင်ဆင်ထားခဲ့တာပါဆုံးရှုံးစရာဘာမှမရှိတော့တဲ့သူတို့တငယ်ချင်းနှစ်ယောက်ဟာဘဝအတွက်နောက်ဆုံးတစ်ချိန်စွန့်စားကြည့်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့ရဲ့ပျက်စီးနေတဲ့လှေဟောင်းကိုကြည့်ပြီး3မိုင်တောင်ရောက်မှာမဟုတ်ဘူးလို့ရွာသားတွေကလှောင်ပြောင်ကြပေမဲ့လင်းဟိုင်ရှင်းကတော့ဘာကူမှဂရုမစိုက်တော့ပါဘူး။သူ့ရဲ့ဥတီချက်ကတော့အဖိုးဖြစ်သူတစ်သက်လုံးတိုးတိုးတိတ်တိတ်ပြောပြခဲ့ဘူးတဲ့ဒဏ္ဍာရီလာပင်လယ်ရဲဝန်းတစ်ခုဖြစ်တဲ့ရွှေပင်လယ်ကိုရှာဖွေဖို့ပဲဖြစ်ပါတယ်။လေငယ်လေးဟာရွှေပင်လယ်စီဥတီထွက်ခွာလာခဲ့ပါပြီ။အန်ရများလာတဲ့ရေအောက်ကျောက်ဆောင်တွေကိုဖျက်တမ်းချိန်မှာအာယုံကကြောက်လန့်ပြီးပြန်လှည့်ဖို့တောင်းဆိုခဲ့ပေမဲ့လင်းဟိုင်ရှင်းကအဖိုးရဲ့မက်စုကိုပိုင်နိုင်ကင်ဆွဲပြီးလမ်းကြောင်းကိုတိတိကျကျထိန်းချုပ်မောင်းနှင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာတေမင်းတမန်ကြောက်ဆောင်တွေကိုကြော်ဖြတ်ပြီးငြိမ်သက်စိတ်ငြိမ်လာတဲ့ပင်လယ်ပြင်ကျဲကြီးထံအောင်မြင်စွာရောက်ရှိသွားခဲ့ပါတယ်။